ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုစားကောင်းတဲ့ဝန်တူဖူလေးတောက်စားရအောင်ကျမတို့ဝန်တူဖူချူနီးနဲ့တော့ဖူနွေးချူနီးကတော့အတူတူပဲတုံးရတဲ့ဒီပိတ်စိမ်မုတ်ကလည်းအတူတူပဲရေနည်းနည်းလေးပြစ်ပြစ်လေးလှုပ်လိုက်တာနဲ့နည်းနည်းလေးအရေးကြီးသွားတာဒါပဲကွာသွားတယ်နော်ဒီမှာနောက်ကျောကိုလည်းတကယ်အဆင်ပြေတယ်ဝန်တူဖူချူတာလို့တော့ဖူလေးလှုပ်တာလို့ဆိုပေမုတ်ကိုရေစိမ်ပြီးမှခဏလေးစိမ်ထားလိုက်ပြီးရင်ကျမတို့လိုက်ချေပြီးနော်ချေပြီးပြီဆိုရင်တော့ကျမတို့ဒီလိုမျိုးစစ်ထုတ်လိုက်နော်ဒါမှမဟုတ်ရင်ဒီမလာဘူးအလုံးအခဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့စစ်ထုတ်လိုက်နော်ဒီလိုမျိုးမစစ်ထုတ်ချင်ဘူးဆိုရင် blender နဲ့ချိန်လိုက်နော်အဲ့ဒီအမုံနဲ့ရေနဲ့ရောပြီးမှ blender နဲ့ချိန်လိုက်ဒါဆိုရင်စစ်စရာမလိုတော့ဘူးဟောတညနှစ်ထားလိုက်မယ်မနေ့ပြန်ဆိုဒီအပေါ်ကအရေးကြီးတွေကိုတွန်းပစ်လိုက်မယ်ဒီလိုမျိုးစိန်ထားပြီဆိုရင်တော့ရေကတက်တာထဲမှာတိတ်ထားလိုက်နော်ဒါမှမဟုတ်လို့ရှိရင်အချင်းဖောက်တတ်တယ်နော်ကဲဒါမနေ့ညတညတိတ်ထားတာအခုဒီအပေါ်ကရေကြီးကျမတွန်းလိုက်တော့မယ်နော်ဒီလိုမျိုးအပေါ်ကအရေးကြီးတွေအလုံးကိုတင်ပစ်လိုက်ရမယ်အနေထိုင်နေတဲ့အဲ့ဒီအနေကိုပဲယူမယ်နော်ကဲဒီလိုမျိုးအနေပဲယူမယ်နော်မှာကဲရပြီဒီမှာချစ်အနေတွေအများကြီးပဲအဲ့ဒါကိုရေနဲ့ပြန်ရောပြီးမှကျူတော့မယ်နော်ကဲခုနအနေထိုင်နေတဲ့အဖက်ကိုမှရေနဲ့ပြန်ရောပြီးမှအခုကျူနေပြီနော်ဒီထဲမှာတချို့လူတွေကြတော့ရင်နွေးကိုအရင်ဆူအောင်တည်ယူပြီးမှကျူကြတယ်ကျမကတော့တခါလေးနဲ့ကျူလိုက်ပါတယ်ပြီးတော့အနေကိုရေဘလောက်နဲ့ပြန်ရောဆက်ရမယ်ဆိုတာလေကျမပြောပြတာအဆင်မပြေဘူးဘာလို့လဲဆိုတော့ကျမရောင်ဖို့လုပ်တဲ့အထွက်ချောင်းမလို့ပါကိုလှုပ်ရှားတဲ့အပေါ်မှာမူတည်ပြီးမှရေကိုကြည့်ပြီးထိယူကြရအောင်နော်စားနည်းနည်းလေးခတ်ထားနော်ကျမတို့ဒီလိုမျိုးဖြစ်တဲ့အထိကျမတို့အစမပြတ်မွေပေးရမယ်နော်ဒါမှမဟုတ်လို့ရှိရင်တော့အခက်တွေဖြစ်လာတယ်ဒီမှာစနွန်းထည့်ချင်တဲ့လူတွေထည့်နော်မထည့်ချင်တဲ့လူလည်းမထည့်ပေါ့နော်ကျမကတော့စနွန်းနည်းနည်းလေးထည့်လိုက်ပါမယ်မစစ်ထည့်လို့ရှိရင်ဒီမှာကြည့်အနေတွေအများများတာဒီလိုစစ်စစ်လေးနဲ့ရပါပြီအဲ့ဒါကိုကျမတို့တော့ဖူးနည်းနည်းလေးနုနုညံ့ညံ့လေးဖြစ်ချင်နေဆိုရင်စီနည်းနည်းလေးထည့်လို့ရတယ်နော်ကျမစီနည်းနည်းလေးထည့်လိုက်မယ်နော်တော့ဖူးအသားနည်းနည်းနုနုညံ့ညံ့လေးဖြစ်အောင်အားလုံးတမအောင်ဒီလိုမျိုးပြန်မွေးပေးလိုက်ပေါ့နော်အခုတော့ဖူးသားကနုနုညံ့ညံ့လေးဖြစ်သွားပြီ smooth ဖြစ်တာပေါ့နော်ကဲရပြီဆိုတော့ခွက်တဲလေးတွေထဲမှာထည့်ပြီးမှခေထားလိုက်ပါတော့မယ်ကဲ2 နာရီ3 နာရီလောက်ထားပြီးဆွန်စားလို့ရပြီဒီမှာခဲနေပြီ2 နာရီလောက်အေးခံထားလိုက်တာတုံအီလေးနဲ့စားချင်စရာကြီးမိုက်နေပြီဒါကအချင်းရေဖြောထားတာပါချလကရေကိုတုံးထားပါတယ်ချက်သွင်းဖြူထောင်းထည့်ထားတယ်ချက်သွင်းမိတ်နဲ့နန်ပြင်းစားချုံမုတ်ကြရဲ့ချုံမုတ်နည်းနည်းလေးထည့်အဲ့ဒါနဲ့ဖြောထားတာပါဒါအချင်းရေကျမကကြညွတ်ကြိုက်လို့ကြညွတ်ထည့်စားတယ်တချို့ကတော့ကြညွတ်မထည့်စားဘူးเนาะကျမကြိုက်လို့ထည့်စားပါတယ်ငရုတ်ဒီစီချက်သွင်းနေချက်သွင်းဖြူရှောက်ကောပါကောစီချက်တာမေဘေးဆန်ကဲစားရမယ်ချက်သွင်းမိတ်နန်ပြစားရမယ်ချင်းဆက်
ကျမတို့မြချနာစာနေတချို့ကျတော့အချင်းကိုမျက်လင်ချင်းတုံးကြတယ်နော်ကြိုက်တဲ့အချင်းတုံးလို့ရပါတယ်ကိုအဆင်ပြေတယ်လို့ပေါ့နော်ကျမကတော့ခြေလကာရည်နဲ့ကြိုက်လို့ခြေလကာရည်တုံးထားတယ်စားပါလာမိုက်လိုက်တာကောင်းလိုက်တာစားလိုက်ပါဦးမယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်